စော်ဘုံကြီးဘာကောင်လဲဆိုတာငါကမင်းတို့ပြောလိုက်မယ်နော် public area မှာနေတဲ့ကောင်စော်ဘုံကြီးဒီတစ်ချိန်လုံးကဘလူကောင်မျိုးလဲဆိုတာကိုမြန်မာနိုင်ငံမှာရှိတဲ့ရဲတပ်ဖွဲ့ဝင်တချို့သောရင်းနှီးတပ်ဖွဲ့ဝင်တွေတချို့သောတပ်မတော်သားတွေတည်တယ်စော်ဘုံကြီးကအမြဲတမ်းကိုချင်းစာစိမ့်နေပဲအလုပ်လုပ်တာအားလုံးပဲမင်္ဂလာပါတော့ဒီလေးရှင်လေးမှာကြိုးစားပါစေနေ့စဉ်တဲ့ကောင်းကြောက်ကိုတင်ပေးတော့မို့လို့ subscribe လေးလုပ်ဖို့တော့ဆိုလိုက်ပါတယ်ကျေးဇူးတင်ကြကိုသူပဲကျေးဇူးတင်ပါတယ်ခင်ဗျာတိုင်းပြည်ကိုချစ်တယ်ဆိုတော့အသက်ကိုပေးထားတာစစ်သားဟုတ်လားငါပဲပြစ်ဆက်ခဲ့ရတာနေရာတိုင်းမှာသိလားနော်စစ်သားကိုငါပဲပြစ်ဆက်ခဲ့ရတာစစ်သားနဲ့ပတ်သက်ပြီးတော့ငါလုံမစားဘူးဘာလို့လဲသိလားငါအဖေစစ်သားငါအဖေကဒီနေ့တက်မတော်ကနေပြင်ဆင်စားနေတဲ့အတွက်ငါတို့ပြောပြီးပြီငါတို့အဖေဥခင်ညွန့်ဦးသိန်းစိန်ဦးမင်းအောင်လိုင်းဆိုငါပါမိတာငါ6နှစ်သားနဲ့အလေးပြုလာတာငါတို့မြေခွက်တစ်ခွက်မတောင်းဘူးရှင်းတယ်နော်ငါရဲ့သမိုင်းကြောင်းကိုစုံစမ်းကြည့်လိုက်အောင်သိလားလူဆိုတာကဗရမ ्या မယ်နုမနစ်ဘူးကွာစိတ်နှလုံးသားကောင်းနေလို့ရှိရင်ဘလို့ပဲနေဘလို့ပဲတိုင်းဘလို့ပဲပြောငါတို့ကကူရမဲ့ကေရမဲ့တဲ့ဘဝတွေမဟုတ်ဘူးစစ်သားကိုပြပြီးတော့စားလောက်အောင်အောက်တန်းမကြဘူးမင်းတို့လိုငိမ့်ငိမ့်နိုဘယ်ဆုရပါတယ်လို့ဘိုးကျုံသမီးပါဆိုပြီးတော့ဒေါ်စုကြီးစောက်ခွက်ကြီးပြပြီးတော့မှပတ်စံတောင်းလောက်အောင်တော့အောက်တန်းမကြဘူးရှင်းလား public area မှာငါလိုတဲ့ပြောလိုက်ငါအလူခံခဲ့တာရှိတယ်ဆိုလို့ရှိရင်မင်းတို့ဖက်နဲ့ချီးတုပ်ပြီးငါပါကိုလာရိုက်လိုက်ရှင်းလားဟဲ့အောင်ယောက်ျားထဲမှာစစ်သားဖြစ်ခဲ့ဘူးတဲ့ကောင်ငါပြည့်နေလေစားနိုင်တယ်နော်စစ်သားကိုချစ်တဲ့စိတ်နဲ့ကိုယ်အသက်တွေကိုရင်းပြီးတော့မှငါနဲ့တက်မတော်သားတွေရဲ့ရင်ဘက်ကအခြေခံစစ်တီတက်မတော်သားတွေငါအကြောင်းအကုန်သိတယ်အဲ့ဒါမင်းတို့ယုံနာမယုံနာမဟုတ်ဘူးသွားမေးလိုက်နော်ရှင်းလားငါမင်းတို့ပြမယ်ငါရဲ့ပတ်စံရေးထဲမှာငါပတ်စံကိုအမြဲတမ်းအဲ့လိုထည့်ပြီးတော့သွားတယ်အဲ့ဒါငါပတ်စံနေအလူခံတာရထားတဲ့ပတ်စံမဟုတ်ဘူးအလူလည်းမခံဘူးအဲ့ဒီပတ်စံတွေကိုလမ်းမှာတွေးတဲ့စစ်သားတွေကိုတွေးရင်တွေးတယ်လို့လှူတာတဲ့လားတွေးရင်တွေးတယ်လို့ပေးတာဒီမှာဆရာတော်ပေးထားတဲ့ကျိုးခန္ဓာကိုယ်ကအရက်တောင်းရင်မတန့်ရှင်းမှကြောက်လို့ဘယ်တော့မှမဆွဲဘဲနဲ့အိတ်ထဲမှာအမြဲတမ်းတွေ့တာရှင်းလားနော်မင်းတို့တော့ကတော့ငါတနာတာပေါ့ဒီမှာဆရာတော်ပေးထားတဲ့အသေးစိတ်ဆရာတော်ဦးဝိရသူပေးထားတဲ့အသေးစိတ်ဒီမှာတိမ်ပနက်မင်းတို့ကောင်တွေကမင်းတို့ဒေါ်စုကြည်ပုံစံကြီးကိုကိုရီးယားမှာလေဖိုးကြီးကအဒေါ်စုကြည်ပုံကြီးနဲ့စောင့်ကန်ပလိုက်တယ်ဖလားကြီးနဲ့စောင့်ကန်ပလိုက်တော့မင်းတို့ဗမာတွေအဲ့ဒီဖိုးကြီးကိုမထိုးရဲဘူးမလားမင်းတို့နေရာမှာငါဒေါ်စုကြည်ကိုချစ်လို့လေအဲ့နေရာမှာဆိုအဲ့ကိုရီးယားကိုငါသေပလိစီကျိုးစင်တိုက်ရင်တိုက်ရပလိစီအသေးထိုးပလိုက်မှာရိုက်ခွဲပလိုက်မှာရှင်းလားဟဲ့အောင်ယောက်ျားဆိုတာစိတ်သက်မြင့်မြတ်ရတယ်တိုင်းပြည်နဲ့နိုင်ငံပေါ်မှာထားတဲ့သတိတွေစိတ်နေစိတ်ထားသတိမှန်ဖို့လိုတယ်ရှင်းလားငါသွားတိုင်းငါကားပေါ်မှာနိုင်ငံတော်အလံပါတယ်ငါရဲ့ခန္ဓာကိုယ်မှာနိုင်ငံတော်အလံပါတယ်မင်းတို့ဇော်ဘုံကြီးဟုတ်မဟုတ်သိချင်ဒီအောင်ပဲကြည့်လိုက်လက်ဖြံမှာဘယ်ဘက်လက်မောင်းမှာဘယ်ဘက်မှာတဲ့မှာမင်းတို့ရှာနေစရာမလိုငါသပင်တူးတက်တဲ့အုတ်ထုတ်ဆောင်မင်းတို့ငါ့ကိုဒီနေရာကိုပဲကြည့်လိုက်မင်းတို့တရားဝင်ငါပက်ပလစ်မှာငါချပြထားတာငါတို့တိုင်းပြည်ချစ်တာနဲ့မင်းတို့ချစ်တာနဲ့မတူဘူးနော်ငါဦးမင်းအောင်လိုက်ပုံငါဖုန်းထဲမှာတရုတ်တပုံမှမရှိဘူးဦးတန်းရွှေပုံမရှိဘူးနော်မင်းတို့စစ်သားကိုပြပြီးတော့စောဘုံရဲ့လေကွန်းနကပိတာလို့ကားမျိုးတစ်တင်တာတဲ့လားစောဘုံဘယ်လောက်ချမ်းသာလဲသိချင်းစုံစမ်းလိုက်အောင်သိလားတိုင်းပြည်ပြတ်မဲ့အရေးမှာအုတ်တကျဲတဲတဝင်းအနေနဲ့
လူနိုင်ငံနဲ့လူမျိုးပေါ်မှာအမုန်းတရားမရှိဘဲနဲ့ဒီမှာရက်တည်နေတာထမင်းစားတဲ့လူတိုင်းသိတယ်အဲ့ဒါမှတ်ထားနော်ထမင်းစားတဲ့လူတိုင်းသိတယ်မင်းတို့လိုဒေါ်စုကြည်ပုံပြပြီးတော့ခွက်မခေါက်ဘူးရအောင်အလူလည်းမခံဘူးနော်ဘယ်စစ်သားကိုလူရမယ်ဆိုပြီးတော့လည်းအလူမခံဘူးအခုပြင်ဦးလည်းပြန်ရအောင်သွားလူမယ်ပြီးတောင်ခမ်းကိုသွားလူအောင်မယ်နော်ဘဒူးမှအလူမခံဘူးအဲ့လူချင်းတဲ့လူတွေကကိုစောဘုံဟေးလူပါမယ်ပြောလို့ရှိရင်ဖုံးကိုဓာတ်ရိုက်ထည့်ပေးလိုက်တာရော့ဖုံးပြောပေးပါအောင်နော်ခမရဥစ္စာလူလိုက်တယ်ဒီလိုအဲ့လိုနေတဲ့ကောင်နော်အဲ့ဒါကြောင့်မလို့အဲ့လိုစစ်မှန်တဲ့လူတယောက်မို့လို့ဒီနေ့ဒီချိန်ထိ public area မှာရက်တီးပြီးတော့ရှင်တန်လို့ရတယ်ဆိုတာကိုလူတိုင်းသိတယ်နော်အဲ့ဒါကြောင့်မလို့လူဆိုတာကသူ့ရဲ့အသွေးအမွေသူ့ရဲ့အပြောအဆိုသူ့ရဲ့အသွင်အမူအရာကိုကြည့်ရပါတယ်မင်းတို့ငစီတို့လို့ဟိုကောင်ပါလေဟိုကောင်ခုမင်းတို့မိုက်ကယ်တို့ဘယ်ရောက်သွားပြီလဲမင်းတို့ခွေးမြတ်ကျော်လို့ဘာဖြစ်လဲငါမြန်မာပြည်ထဲမှာနေတယ်မြန်မာနိုင်ငံနေရာနဲ့မြန်မာသွားတယ်ငါတကယ်ချင်းနေစီးပွားရေးလုပ်ငန်းရှင်တွေအများကြီးပဲသိလားငါတစ်ချိန်တော့ဘာလို့လဲသိကျင်သွားမေးပေါ့တရုတ်ဘာသာမှာတချို့200ရွာနဲ့ကျွန်တော်မိမကသူ12နှစ်သမီးလောက်တည်းကမကအောင်မှာကြီးတာကျွန်တော်မိမကအခုတရုတ်ပြည်ရွှေလီမြို့မှာကြောက်ရောင်းဝယ်လုပ်တယ်သူရဲ့လကရောသူ့ဘာသူလောက်တာဆိုသူတလောက်ကို100နဲ့မှ30လောက်ရတယ်ဗမာငွေနဲ့နော်ခင်ဗျားတို့ကတရုတ်ပြည်ကခစ်ပြက်သွားတော့မသိဘူးဒါပေမဲ့ကျွန်တော်မိမကြတော့သူကသူ့ဘာသူနေတဲ့ထိုင်တဲ့သူ့ဘာသူအလုပ်လုပ်တယ်တရုတ်ငွေ330လောက်ရတယ်ကျွန်တော်80ပေးသုံးတယ်ကျန်တဲ့ပတ်စံကိုသူသားသမီးတို့သူစုတယ်အဲ့ဒီ80ထဲမှာကျွန်တော်ကအိမ်စရိတ်35သိန်းလောက်30လောက်သုံးပြီးကျန်တဲ့ပတ်စံကျွန်တော်တောက်တယ်စားတယ်လမ်းမှာတွေ့လှူတယ်ကျွန်တော်ဥပဒေရုပ်ကအလူခံမစားမယ်ရုပ်လားကျွန်တော်အကိုကြီးတယောက်50မတီးပြီးတော့လှူခဲ့ဘူးတဲ့အကိုကြီးတယောက်ရှိတယ်အဲ့အကိုကြီးကျွန်တော် YouTube တွေကိုကြည့်နေလိမ့်မယ်မြန်မာပြည်မှာအရန်ချမ်းသာတဲ့နော်အတိုင်းဝိုင်းထဲမှာရှိတဲ့အကိုကြီးပါဒီနေ့ဒီချိန်ကြီးအလူခံဘူးလားသွားမေးကြည့်လိုက်ဖုံးမာတော်မှာတတိယလို့သူ့ရဲ့ကျမ်းမာရေးအခြေအနေမေးခြင်းလို့ तू ကမျက်လုံးမကောင်းဘူးမျက်လုံးအမြဲတမ်းခွဲရတယ်စင်ကာပူကိုသွားပြီးတော့မေးခြင်းတာတော့မှသွားမမေးဘူးသူနဲ့ကိုနဲ့ပြောခဲ့တဲ့စကားလေးတွေပဲကိုကြည့်ပြီးတော့သူ့ရဲ့အတန်လေးတွေနားထောင်ပြီးတတိယနေခဲ့တာတိလားကမ္ဘောဇဘန်နဲ့ပတ်သက်တဲ့အကိုကြီးတယောက်ရှိတယ်စကားတခွန်းသွားမပြောဘူးဘာလို့လဲစကားသွားပြောရင်ဇော်ဘုံအလူခံတယ်လို့ဖြစ်မှာဆိုလို့အဲ့လောက်ဒီစိတ်နေစိတ်ထားအဲ့လိုရှိတဲ့ကောင်နော်ကိုဇော်ဘုံဟေးပြင်ဦးလည်းမှာစစ်တွေဖြစ်နေတယ်ရန်ကုန်မှာကွန်ဒိုနဲ့ကားတစ်စီးနဲ့အချိန်မရွေးပါမိသားစုအတွက်ကိုနော်အားနာစရာမလိုပါဘူးလို့ပြောခဲ့တာတော့မှအခွင့်အရေးမယူခဲ့တဲ့ကောင်အဲ့ဒီအကိုကြီးကြည့်နေသိမှာပေါ့အဲ့ဒီကို YouTube တွေကြည့်ပါတယ်နော်ဇော်ဘုံရဲ့စိတ်နေစိတ်ထားအဲ့လိုမျိုးဇော်ဘုံရဲ့အပြင်မှာပေါင်းမှုတဲ့လူတိုင်းသိတယ်အရက်မတောက်နိုင်အာမီယန်တောက်တယ်အခုရက်တွေကျွန်တော်ဝယ်တောက်တဲ့အရက်တစ်လုံးမှမရှိဘူးသူများကျွန်တော်အရက်ကြိုင်မှန်းသိလို့ချစ်လို့ကျွန်တော်တိုက်လို့ကျွန်တော်တောက်တယ်ဒါကျွန်တော်ရိုးရိုးရှင်းရှင်းကိုပြောတာဒါကျွန်တော်ရဲ့စိတ်နေစိတ်ထားအမှန်ကိုပြောတာနော်မင်းတို့လိုတော့ဒေါ်စုကြည်ပုံကြီးကိုလေပြပြီးတော့မှအလူမခံဘူးမင်းစောနာပြောလိုက်တဲ့စကားတစ်ခုမှမင်းကစစ်သားကိုပြစားနေပြောလို့ရီတာပေါ့ငါငါမှလည်းငါစီးပွားရေးတွေရှိတယ်စီးပွားရေးတွေမင်းတို့ပြောပြရင်မင်းတို့အဲ့ဒါလမ်းပြန်ထွက်ကုန်အောင်မယ်မင်းတို့သိမှမသိတာမင်းတို့ကိုရီးယားမှာဒေါ်စုကြည်ပုံကြီးကိုဖလားကြီးနဲ့ခွက်ပြီးစောင့်ကန်တဲ့အဖိုးကြီးကြတော့မင်းတို့ဗမာတွေမထိုးရဲဘူးဟောမင်းတို့ကြတော့အဲ့ကြတော့ဥပဒေကြောက်လိုက်တာမြန်မာပြည်မှာဆိုရင်မင်းတို့ဒေါ်စုကြည်ပုံနဲ့ဒေါ်စုကြည်အလူခံတဲ့ဟာကိုစောင့်ကန်လိုက်ကြည့်လာပါလားမင်းတို့ဗမာလူမျိုးချင်းတတ်ပြပါလိမ့်မယ်ဖြတ်ပြပါလိမ့်မယ်မင်းတို့ဗမာတက်တိတာအဲ့ဒါလားငါကကိုရီးယားမှာဒေါ်စုကြည်ကိုတကယ်ချစ်လို့အဲ့အဖိုးကြီးဆိုရင်တေးအောင်သေသွားအောင်မယ်ကာနာနာမှာတိုက်သွားအောင်မယ်သိလားနော်အမလာကြည့်ဟောလားလို့ဟိုမှာရှမ်းပြည်နယ်မြောက်ပိုင်းမှာလင်ကွန်းနဂဗေတာနှစ်စီးရှိတယ်လင်ကွန်းနဂဗေတာဆိုတာသိလားမောင်းဘူးလား
မောင်းဘူးလားမင်းတို့ညီပိတ်ညီကြောင်နေချီပရင်းနေဟမ်မောင်းဘူးလားလို့ဂွေတဂွေတဲတင်30ရှိတယ်အဲ့ဒီဂွေတဂွေတဲတင်30ရှိတဲ့ကောင်ကိုတစ်တင်လာတာသိလားလင်ကရိုဇာတွေပရာတို့တွေကိုဇော်ဘုံကြီးတစ်တင်လာတာမူဇေယလူတွေမှာသွားမေးမအေးစိုးတို့မအေးချင်းတို့မခင်အေးဝင်းတို့နော်သွားမေးဟုတ်လားလို့အမဟွန်ဒါစီဆိုင်ပိုင်ရှင်လေသွားမေးကြည့်လိုက်ဇော်ဘုံကြီးသူတို့တစ်တွေတိုက်ပေးခဲ့တာသိလားတနက်ကအခုမှကြိုင်တာမဟုတ်အရင်တည်းကကြိုင်တာဟုတ်ပြီလားမင်းတို့ငါအကြောင်းမှမသိပဲနဲ့ငါ့ကိုဘာဝေဖန်တိုက်ခိုက်နေရတာဟမ်တစ်လေခိုးခဲ့တာလားတစ်ကရီတိုက်တာတစ်မကူတစ်ကတော့ဒေါ်ထဲမှာခိုးချင်တဲ့ကောင်ခိုးတာလေကျွန်တော်ကားပေါ်တပိတ်တာကို4000နဲ့အဲ့ကျွန်တော်တပိတ်တာကို4000နဲ့တည်တယ်မန္တလေးကနေမူဆယ်ကြီးကျွန်တော်တည်ပြီးတယ်လေကျွန်တော်ခုတ်တာလည်းမဟုတ်ဘူးခိုးတာလည်းမဟုတ်ဘူးကျွန်တော်ကားပေါ်မှာကျွန်တော်ကယ်ရီကားရလို့ကျွန်တော်တည်တာကျွန်တော်တိုင်းတစ်ပေါက်ပို့တာမဟုတ်ဘူးမူဆယ်ကိုပဲကျွန်တော်ပို့တာအဲမူဆယ်မှာသူတို့အဲ့ဒီမူဆယ်ကိုရောင်းပြီးတော့မှဖြစ်တဲ့ကိစ္စသူတို့ကိစ္စကျွန်တော်လည်းမဆိုင်နော်ကျွန်တော်မန္တလေးစကြောင်းမိုင်ဂိတ်ဟိုဘက်ကျော်ဝိုင်းဆိုဗန်မွေးပြင်ဦးလင်ရတော့မြို့ချောင်းလမ်းနေကျွန်တော်လက်တာဗန်မွေးပြီးလို့ရှိရင်ဟိုဘက်မှာအစင်းအဲ့မှာနောင်ချိုးကြောင်မဲတီဘောကုန်းသားအဲ့မှာဟိုမှာစင်းအင်းဟိုလာချိုးမရောက်ခင်အဲ့မှာနောင်မွန်စခန်းအပြီးဟိုမှာခေးနေဟိုဘက်ကျော်တာနဲ့လာချိုးပြီးတိန်နီနော်တိန်နီပြီးကိုခိုင်းနော်အေးခင်ဗျားတို့ဘာမှလည်းနားမလဲပါဘူးခင်ဗျားတို့စောက်ဘောတွေခင်ဗျားတို့အတွေ့အကြုံရှိအောင်ပြောပြတာသိလားနားလဲလားဇော်ဘုံကြီးဘလို့ဘုံကစဉ်းစားလာဆိုသိမှမသိတာဘာလာပြောနေအောင်တာမိုးချင်း290တို့ကိုခိုင်45တိုင်ရင်တို့အဲ့မှာဟို291နံပေါင်တို့နော်အဲ့ဒီရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်လမ်းမှာပဲကြာနေတာဇော်ဘုံကြီးအကြောင်းစစ်သားကိုဘယ်လောက်ချစ်လဲဆိုတာသိချင်အဲ့ဒီအချိန်တွေကသွားမေးကြည့်လိုက်ဇော်ဘုံကြီးနဲ့လွတ်တဲ့လူရှိလားလို့သွားမေးကြည့်ဟမ်ဘောတော်နဲ့ပါရီပြောတယ်မင်းတို့လည်းလာပြီးတော့ဟိုဟာလာကြည့်နေရလေငါပြောတာငါဒုတိယချိန်ပြန်လွှင့်တယ်မင်းတို့ပြန်လာတာပဲအဲမုံမြတ်သူကိုကလည်းလေတကယ်တော့မုံမြတ်သူကိုနေငါ့ကိုကြိုက်နေရလားကြိုက်နေဆိုနေငါလှုပ်လိုက်တော့လက်တော့ဟာမင်္ဂလာဆောင်ဖိတ်စာရေးပါရိုက်လိုက်တော့နောင်ချိုချင်းနေအေးစေးပါနောင်ချိုကမကြတော့ပါဘူးเนาะကျွန်တော်တက်မတော့ပြန်လဲသိမ့်ပိုက်ရရှိတော့မယ်ကျွန်တော်ဒီလောက်အလံနေတဲ့ကနေဆိုရင်သဘောပေါက်တော့နောင်ချိုသိမ့်မကြတော့ဘူးပေါ့နော်နောင်ချိုမှာရှိနေတဲ့ DNA ဂျမ်ဖက်လက်ကိုင်တောင်းကျန်းသူတပုံတွေလည်းပြေးပြီးမိုးကုတ်ကိုပြေးတယ်မိုးကုတ်ကိုလည်းချတော့မယ်ဆိုတာပြည်သူလူထုကလည်းသိတယ်မဲတကယ်လားကိုလည်းအေးတကယ်ဖိတ်စာတာရိုက်လိုက်တော့ပြီးငါ့အမေစီမှာလာတောင်းလိုက်တော့ငါအမေပြင်ဦးလည်းမှာရှိတယ်အဲ့တော့ဟိုနောင်ချိုကျွန်တော်မိုးကုတ်နဲ့လည်းနည်းနည်းဆက်သွယ်ရှိတယ်မိုးကုတ်ကလူတွေကလည်းသိတယ်ဗျာတဲ့လားမိုးကုတ်ကလူကလည်းစစ်တပ်ကတိုက်တော့မယ်ဆိုတော့သိတယ်ပေပြီးနေတာဗျအဲ့ဒီမိုးကုတ်မှာတချို့တော့တော်လူတွေကလေဒီ TNN ကျန်းဖက်လက်နက်ကင်တောင်းကျန်းသူတပုံကိုသူတို့ကားတွေလေမတောင်းမနဲ့သူတို့ပေးတယ်ဗျအဲ့လိုကောင်တွေရှိသေးတယ်တဲ့လားအချာလို့ဆိုပြီးတော့တဲ့လားတကက်နော်ဒေါန်ဆန်းစုကြည်ပုံကြီးဒေါ်စုကြည်ပုံကြီးကိုလေဟိုလိုကြောက်တွေနဲ့စိမ့်ဆဲချီချဲပြီးယူတာသိလားအဲ့ပုံကြီးနဲ့အဲ့လိုမျိုးထားတာသိလားအေးတက်မတော်ကနေပြီးတော့မှအဲ့တိုက်တဲ့အချိန်ကျသူတို့သိတယ်အခုတက်မတော်တိုက်တော့မယ်ဆိုတော့သူတို့သိတယ်နော်မိုးကုတ်ကကျွန်တော်မိုးကုတ်မှာကျွန်တော်တငယ်ချင်းတွေရှိတာပေါ့နော်သတင်းပေးတွေအဲ့လိုတငယ်ချင်းတွေ၄-၅ယောက်လောက်ပေါ့နော်ရှိကြတာပဲပေါ့